တခုတော့မနှက်ခင်ကျွန်တော်အိယာနိုးလာခဲ့တယ်ကျွန်တော်နိုးချင်းပဲကျွန်တော် TikTok စတုံးတယ်တုံးနေနေပဲလူတယောက်ကျွန်တော်စိန်ခေါ်ထားတာကိုကျွန်တော်တွေ့လိုက်တယ်ဘာတူလဲဆိုတော့ကိုကီညီပဲဖြစ်ပါတယ်သူ့လိုတချင်းတစ်ပုတ်နဲ့လိုက်ပြီးကရမယ်ဒါမျိုးလာဆန်းလို့တော့ဘယ်ရမှာတွေ့ကြသေးရဘူး I'm a Ticket Insurance. I'm a Ticket Insurance. I'm a Ticket Insurance. With a new message, I'm a Ticket Insurance. I'm a Ticket Insurance. I'm a Ticket Insurance. Bang out TC, I'm a Ticket Insurance. I'm a Ticket Insurance. I'm a Ticket Insurance. With a new message, I'm a Ticket Insurance. I'm a Ticket Insurance. I'm a Ticket Insurance. Bang out TC. ကျွန်တော်ခုကပြခဲ့တဲ့အချင်းလေးကတော့ KBZ Live အသက်အာမခံနဲ့အသစ်ထွက်ရှိတဲ့ iMedical Insurance International ဆေးကုသမှုအာမခံပဲဖြစ်ပါတယ်။ iMedical Insurance ကထိုင်းနိုင်ငံဘန်ကောက်ထိကိုဆေးသွားရောက်ပြီးကုသနိုင်မှာဖြစ်တယ်လို့ကျွန်တော်တို့ဆေးရုံမတက်ခင်ဆေးရုံတက်နေစဉ်ပြီးဆေးရုံတက်ပြီးသွားတဲ့အထိကိုလုံးဝကာပါဖြစ်တယ်။ပြီးရင်ပြည်တွင်းမှာဆိုလည်းငွေသားတွေပဲကိုင်ဆောင်စရာမလိုဘဲနဲ့ဆေးကုသလို့ရတယ်။အဲ့တော့တင်းရဲ့အိမ်မက်တွေကိုရွှေ့ဆိုင်နေပဲနဲ့ iMedical Insurance နဲ့အခုပဲတွန်းလိုက်ကြဟုတ်ပါဘူးအခုပဲအာမခံယူလိုက်ကြပြီးရင်ဒီချင်းလေးနဲ့ကျွန်တော်ဘလူးပြန်ပြီးတော့ challenge ခေါ်ခြင်းလဲဆိုတော့ကျွန်တော်ပြည်သက်တွေကို challenge ခေါ်ခြင်းပါတယ်အဲ့တော့ KBZ Life Insurance ကနေအသစ်ထွက်တဲ့ iMedical Insurance တချင်းလေးနဲ့ light တွင်နဲ့စူကြီးတွေရယူလိုက်အောင်ပါစူကြီးအနေနဲ့ကတော့ကျွန်တော်ရှည်သွားနှစ်ချောင်းဖြုတ်ပြီးတော့ပြီးမှာမဟုတ်ပါဘူးကျွန်တော်စူကြီးအနေနဲ့ဘာရရမလဲဆိုတော့ကျွန်တော်ဒီ post ရဲ့အောက်က comment မှာအသေးစိတ်ကြည့်ရှုလို့ရပါတယ်အားလုံးပဲတက်တာ